ပြိုမစစ်လဲအပြစ်မဆိုပါဘူးဆိုတဲ့ငါကောင်လေတေချာနားထောင်ကြသူများနိုင်ငံအားကြပြီမယူရသေးပဲလိန်ဆက်ဆန်နေတဲ့ကောင်မတွေကိုခင်မိတယ်လို့မခေါ်ဘူးခုခေတ်မှာအပြိုစစ်ဖို့မလိုဘူးအကျဉ်းရင်နေဖို့ပဲလိုရဆိုတဲ့စကားလုံးတွေကြောင့်တချို့မိန်းကလေးတွေကကိုယ့်ရဲ့ပြိုစင်ဘဝကိုတန်ဖိုးမထားကြတော့ခေတ်ရည်စည်းကြောင်အမိတက်ပြီးတော့ဖြစ်ရှင်တိုင်းကိုဖြစ်နေကြတယ်အရင်လူနဲ့ဖြစ်ရှင်တိုင်းဖြစ်ပြီးမှနောက်လူရလာတဲ့အခါတိတ်ကဖြစ်ခဲ့ကြတယ်ကိုနားလေပေးနိုင်မလားဆိုပြီးမင်းတို့သူတို့ကမေးလိုက်မင်းတို့ကလက်ခံနေဆိုရင်မင်းတို့ယောက်ျားကောင်းဆိုပြီးအမိတက်ပြီးတော့ဝါဆက်ခင်းလိုက်အမှန်ဆိုရင်ကွာသူတို့ဘဝယူတော်မှာပေးခဲ့သေးတာပဲရှစ်လို့ပေးခဲ့တာပေါ့မရှိရင်ပေးပါမလားတိတ်တွေနာကက်တွေလုံမနေနဲ့သူတော်သူ့ဘဝကိုတန်မိုးမထားတာကိုလည်းတန်မိုးထားစရာအကြောင်းမရှိဘူးပါလေအရင်လူနဲ့ဖြစ်ပျက်ခဲ့တာတော့မင်းကတစိမ့်စိမ့်တွေးကြည့်ရင်ကြည်နူးနေမှာလားပြောချင်တာမင်းကလေးတချို့ကိုကဘွားတစ်ခုကိုမယူရသေးပဲပေးတော့မယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူကယုံကြည်ရလားကိုကတကယ်လိုက်ထက်ပါမလားအရင်စဉ်းစားပါတကယ်လို့ယုံကြည်ရတယ်အဆင်ပြေတယ်ဆိုရင်တော့နင်တို့တဘောပေါ့အဲ့လိုမှမဟုတ်ရင်တော့ကိုယ့်ရဲ့ဘဝကိုတန်မိုးထားပါမျိုးသမီးကောင်းဆိုတာတသက်မှာတန်မင်္ဂလာပဲရှိဖြစ်ကျင်တိုင်းဖြစ်ပြီးမှနောက်လူရလာတဲ့အခါတန်ဖိုးဆိုတဲ့စကားလုံးထည့်ပြီးမသုံးပါနဲ့နင်တို့နဲ့မတန်